မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်ထိုင်းနိုင်ငံရဲ့နောက်မြို့ဝတ်နာယန်မွန်ကျောင်းမှာလုံမဒီရွှေရင်ကျေးဓမ္မဂရိကမြန်မာဘုန်းတော်ကြီးကျောင်းတိဆောက်ရာမှာပါဝင်ကုသိုလ်လူဒန်းနိုင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ထိုင်းနိုင်ငံရဲ့နောက်မြို့ဝတ်နာယန်မွန်ကျောင်းတိုက်အတွင်းလုံမနီရွှေရင်ကျေးဓမ္မဂရိကမြန်မာဘုန်းတော်ကြီးကျောင်းဆောက်လုပ်မယ်လို့ရွှေရင်ကျေးဆရာတော်ထံမှသိရပါတယ်အဆိုပါရွှေရင်ချင်းဓမ္မဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်းကိုတည်ဆောက်ရန်အတွက်ထိုင်းနိုင်ငံရနောင်းမြို့ဝတ်နာရန်မွန်ကျောင်းတိုက်ကျောင်းနိုင်ဆရာတော်ဖြစ်တဲ့ချမ်းကျောင်းဆရာတော်မှနယ်လဲဓမ္မကတိကနယ်လဲတရားဟောနည်းပြကတိကပြည်တွင်းပြည်ပသာနာပြုနိုင်ငံကျော်နယ်လဲဓမ္မကတိကနယ်လဲတရားဟောနည်းပြကတိကဓမ္မစတိယသာနာဟောတိကရာဓမ္မကတိကရွှေရင်ချင်းဆရာတော်အားကျောင်းတဆောင်ဆောက်လုပ်ဖို့အတွက်မြေနေရာလှူဒန်းပေးတယ်လို့သိရပါတယ်။အဆိုပါမြေနေရာမှာလုံမနီရွှေရင်ချင်းဓမ္မဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်းတော်အားကောစာတက်ဂရေ1388ခုနှစ်ကစုံလပြည့်နှစ်ခရစ်နှစ်2026ခုနှစ်ဧပြီလ30ရက်နေ့မှာပနတ်တော်တင်မင်္ဂလာအခမ်းအနားကိုပြုလုပ်ပြီးကျောင်းဆောင်တည်ဆောက်ခြင်းလုပ်ငန်းများကိုစတင်အကောင်အထည်ဖော်သွားမယ်လို့သိရပါတယ်။အဆိုပါကျောင်းဆောင်တော်တည်ဆောက်ဖို့အတွက်ရွှေရင်ဆရာတော်မှအလှူတော်ငွေဘတ်9000ဦးသူမနာမှအလှူတော်ငွေ900ဘတ်ဦးယူဒေါခင်စိုးမိသားစုမှအလှူတော်ငွေဘတ်9000ကိုမျိုးမတ်မိုးစောဖလဲမှဘတ်1000ဦးဆိုဒေါ်သိန်းမှဘတ်9000ကိုမျိုးမင်းဦးမတ်တသက်အေးမှဘတ်9000ဒေါ်တီရာဝင်းအိုအိုမှဘတ်9000ကိုစီသူနိုင်မတ်စုဆန္နာသိန်းတို့မှဘတ်9000မတီလှူဒန်းခဲ့တယ်လို့သိရပါတယ်အဆိုပါကျောင်းဆောင်တော်တိဆောက်ရာမှာပါဝင်ကုသိုလ်ယူလှူဒန်းလိုပါကရွှေရင်ချင်းဆရာတော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3999836948မေတ္တာလက်များပရဟိတအသင်းမှာဒေါ်တီတာဝင်းအိုအိုရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3963383496နဲ့ကိုယူရဲ့ဖုန်းနံပါတ်ဖြစ်တဲ့396315393939ကိုဓာတ်ရိုက်ဆက်သွယ်လှူဒန်းနိုင်ပါကြောင်းနိဗ္ဗာန်ကျိုးမျှော်ပြီးတင်ဆက်လိုက်ရပါတယ်ရှင်။